ဟိုးအရင်တုန်းကမြစ်ကမ်းနှစ်ဖူးလေးမှာတစ်ပင်ကြီးရဲ့အရိပ်အောက်လှပတဲ့ဥယျာဉ်လေးနဲ့အိမ်လေးတစ်လုံးရှိပါတယ်။အဲ့ဒီမှာအဖိုးကြီးတဦးနေထိုင်ပါတယ်။အဖိုးကြီးဟာသူ့ဥယျာဉ်လေးထဲမှာဟင်းသီးဟင်းရွက်တွေစိုက်ပျိုးရင်းငြိမ်းချမ်းစွာနေထိုင်တဲ့သူကြီးပါ။တနေ့တော့အဖိုးကြီးမြစ်ကမ်းဘက်မှာလမ်းလျှောက်နေတုန်းသူဟာချိုင့်ကလေးထဲမှာလန့်နေတဲ့ငန်းကလေးတစ်ကောင်ကိုတွေးလိုက်တယ်။ငန်းကလေးရဲ့ခြေထောက်လေးဟာကြောက်ခဲကြားညက်နေပြီးထွက်မရအောင်ဖြစ်နေတယ်။ အာဒီငန်းကလေးလေးဘလို့ဖြစ်တာလဲကွယ်နာနေမှာပေါ့ခဏလေးအဖိုးကူညီပေးမယ်မင်းလေးကိုအဖိုးကြီးဟာတန့်တန့်ရှင်းရှင်းလေးနဲ့ကြောက်ခဲတွေကိုဖယ်ရှားပေးပြီးငန်းကလေးကိုလွတ်အောင်ကယ်တင်ပေးလိုက်တယ်။ငန်းကလေးဟာလွတ်လာတာနဲ့သူ့ခြေထောက်လေးကိုဆန့်တန်းလိုက်ပြီးလည်ပင်းရှည်လေးကို꿰ပြီးအဖိုးကြီးကိုကျေးဇူးတင်သလိုငဲ့ကြည့်လိုက်တယ်။ကျေးဇူးပါပဲအဖိုးကြီးကျေးဇူးပါပဲမင်းကတကယ်ကိုကြီးမြတ်တဲ့လူကြီးပဲ။ဟဲမင်းလေးကစကားပြောတတ်တာလား။ဟုတ်ပါတယ်ကျွန်တော်ကရွှေငန်းကလေးပါစကားပဲပြောတတ်ရုံသာမကမျက်လှည့်တွေလည်းပြတတ်ပါသေးတယ်။အဖိုးကြီးကကျွန်တော်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးဆက်ချင်ပါတယ်။အဖိုးကြီးကမယုံကြည်နိုင်စရာကောင်းလို့မျက်လုံးပြူးသွားတယ်။ရွှေငန်းကလေးဟာသူ့ရဲ့အတောင်ပံလေးကိုလှုပ်ခတ်လိုက်တာနဲ့ချက်ချင်းဆိုသလိုအဖိုးကြီးရဲ့လက်ထဲမှာရွှေရောင်တောက်ပတဲ့တစ်သီးလေးတစ်လုံးပေါ်လာတယ်။ဒီတစ်သီးကိုစားကြည့်ပါဦးအဖိုးကြီးဒီထက်ပိုပြီးကျန်းမာတန်ဆွမ်းသွားမှာပါ။အဖိုးကြီးကတစ်သီးလေးကိုအနှဲငယ်စားကြည့်လိုက်တယ်။သူ့မှာအားအင်တွေပြည့်ဝလာသလိုသပင်တွေပင်နည်းနည်းပါးပါးနက်မောင်လာတယ်လို့ခံစားရတယ်။ကျေးဇူးပါပဲရွှေငန်းကလေးဒါပေမဲ့အဖိုးလိုချင်တာကဒီလိုအားအင်တွေထက်ပိုပါတယ်။ဘာလိုချင်တာလဲအဖိုးကြီးရွှေတွေလားရတနာတွေလားအဲ့ဒါတွေမဟုတ်ပါဘူးလေအဖိုးလိုချင်တာကမင်းလေးလိုမိတ်ဆွေကောင်းတစ်ယောက်ပါပဲနေ့တိုင်းလာပြီးအဖိုးနဲ့စကားပြောပေးပါလားအဖိုးရဲ့ဥယျာဉ်လေးမှာအတူတူစောကြမယ်ရွှေငန်းကလေးဝမ်းသာအားရသဘောတူလိုက်တယ်။ဒီနေ့ကစပြီးရွှေငန်းကလေးဟာနေ့စဉ်နီးပါးအဖိုးကြီးစီလာလေးရှိပြီးသူ့ရဲ့မျက်လှည့်လေးတွေနဲ့အဖိုးကြီးကိုအံ့အားသင့်စေတယ်။တခါတလေပန်းပွင့်လေးတွေရွှေရောင်ဖြစ်ပြောင်းပေးတယ်။တခါတလေမိုးခေါင်ရင်မိုးရေတွေခမ်းမသွားအောင်ကာကွယ်ပေးတယ်။အဖိုးကြီးနဲ့ရွှေငန်းကလေးဟာပျော်ရွှင်စွာနဲ့အတူတူနေထိုင်ကြတယ်။ကျေးလက်တဝမ်းကလာကြည့်ကြတဲ့ကလေးတွေအတွက်လည်းရွှေငန်းကလေးရဲ့မျက်လှည့်တွေဟာအံ့ဩဖွယ်စရာတွေပဲဖြစ်ခဲ့တယ်။